没嘛？没拿，你的话拿干鸡的咯。俺们没有给俺们占不？ဘာလဲကိုယောက်ျားပစ္စည်းကိုကန်ကြီးခွင့်တာမရှိဘူး 啊，干鸡了，干鸡了呀！我对这个写的不？ အဲ့ဆိုမမန်ပြလေ 洗吧，那没什么表包不？ မမန်တေချာကြည့်မယ် 俺不是俺们洗吧，我洗啊。 အဲ့ဆိုမမန်ပြလေ 一个，买的表那么多，对吗？买的 iPhone 17 Pro Max ကိုလိုချင်လို့ဟိုယောက်ျားအောင်ဖြတ်ပြီးတော့လေတလုံးဖြုတ်ရောင်းလာတယ်ဟိုတိတ်120ရစိန်ဆုံးတယ်တလုံးဝဲကြံတော့တယ် အဲ့ဆိုမမန်ပြလေမမန်တေချာကြည့်မယ် မကြည့်ပါနဲ့တော့ကွာမင်းမရေတောင်းပါမှာလည်းမကြည့်ပါနဲ့တော့နက်ကော့လေးဖြစ်နေလို့ကွာမကြည့်ပါနဲ့တော့နော်ဟို MO 16ထွက်လာရင်လေမင်းမအတွက်တလုံးပြုတ်ပြီးတော့ MO တလုံးဝယ်ပြီဟဲ့နော် မမန်အခုထုတ်ပြီ